Doha. အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ vlog ကတော့ကျွန်တော်ဘန်ကောက်ကနေဒူဘိုင်းကိုပြန်တော့ကျွန်တော် transit ပြန်စီးခဲ့တဲ့ experience ကိုကျွန်တော် sharing လုပ်မယ့် vlog ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘန်ကောက်ကတကယ်ချင်းကိုနှုတ်ဆက်ရင်းနဲ့ကျွန်တော်ဒူဘိုင်းကိုပြန်သွားတော့မယ်ကျွန်တော်ဒီ check in ကောင်းတာမှလည်းအရင်မခံရဘူးပေါ့နော်အေးစီရတော်လေးဒီ KG ပေါ်ရဲ့ပြဿနာနည်းလေးပဲရှိရဗျာကျွန်တော် flight ကိုကျွန်တော်ကျတော့ဒီ Asia Indigo တွေမစီးချင်လို့ကျွန်တော်ဒီကြိုပြီးတော့ရှာတော့ကျွန်တော်ဒီ Kuwait flight ကိုကျွန်တော်တွေ့တယ်ဗျာကျွန်တော် Kuwait flight ကိုပြီးတော့စီရတာတောင်းတရှိမယ်ဆိုပြီးတော့ကျွန်တော် book လုပ်လိုက်တယ်ဗျာကျွန်တော်ဒီ Kuwait airline ကိုပထမဆုံးစီးလိုက်မှပဲကျွန်တော်တော်လေးအဆင်မပြေတာတွေတောက်လျှောက်ဖြစ်သွားတယ်ဗျာကျွန်တော်ဘာတွေဆက်ဖြစ်မလဲသိရင်တော့ကျွန်တော် vlog ကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာကျွန်တော် transit ကတော့ကျွန်တော်ဘန်ကောက်ကနေ Kuwait ကနေပြီးတော့ Dubai ပေါ့နော်ကျွန်တော်အခုဆိုရင်တော့ကျွန်တော်လေမော်ရောက်ပြီးကျွန်တော်ထိုင်ရမယ့်ထိုင်ကိုကျွန်တော်ရှာပြီးတော့ကျွန်တော်ထိုင်လိုက်ပါအောင်မယ်ခင်ဗျာဒီ Kuwait airline ကကျွန်တော် Middle East ကဒီ Islam airline ဖြစ်တဲ့အတွက်ကြောင့် take off မလုပ်ခင်မှာကျွန်တော်ဒီဖျားစာနဲ့စတင်ပြီးတော့ထွက်ခွာပါတယ်ခင်ဗျာပြောကျွန်တော်ပုံမှန်တိုင်းပဲ cabin crew တွေကကျွန်တော်ဒီ lane ပေါ်မှာ safety ထွက်ကိုရှင်းပြတယ်ကျွန်တော်မြဲ lane စီးတိုင်းကျွန်တော်ဒီရှေ့မှာရှိ mini TV လေးနဲ့ကျွန်တော်ဒီ map ကိုရှောက်ကြည့်ရတော့ကျွန်တော်သဘောကျတယ်ပေါ့နော်ကျွန်တော်ဘယ်အချိန်ရောက်မှလဲကြားမှာဘယ်ဖြတ်မှလဲပေါ့နော်ပြောကျွန်တော်တို့လာကျွေးတဲ့ဟိုဒီစားတယ်ကျွန်တော်ဒီ Korea ကားလေးသဘောကျလို့ဆိုပြီးတော့ဒီ Korea ကားလေးကြည်နေနေကျွန်တော်အေးဆေးလိုက်သွားတယ်ပေါ့နော်ကျွန်တော်အခုချိန်ကြီးတော့ကျွန်တော်အဆင်ပြေသေးတယ်ချိန်လေးနားထောင်လိုက်ရုပ်ရှင်လေးကြည်လိုက်ပေါ့နော်ပြောကျွန်တော်နေ့လည်သာထက်လာကျွေးရဗျာနေ့လည်သာထက်စားတယ်အစားတော့တွေတော့တော်တော်လေးအဆင်ပြေတယ်စားလို့လည်းကောင်းတယ်ကျွန်တော် lane စီးတိုင်းအိမ်မပြောတဲ့လူဆိုတော့ကျွန်တော်ရုပ်ရှင်လေးပဲကြည့်ပြီးလိုက်သွားတယ်ပေါ့နော်ကျွန်တော်ခဏနေတော့ကျွန်တော်ရောက်တော့မယ်ပေါ့နော်ရောက်တော့မယ်အချိန်မှသူတို့ဒီ destination ပြောင်းသွားတယ်ဗျာကိုဝေးမှာမစင်းပဲနဲ့ဒီကျွန်တော် map ကနေကျွန်တော်ထိုင်ကြည့်နေတဲ့ Qatar ဘက်ကိုသူတို့ကဦးတည်သွားတယ်ဗျာဦးတည်သွားတယ်မှာကျွန်တော်ဘာဖြစ်တာလဲပေါ့ကျွန်တော်အဲ့ဒါစက်ကြည့်နေနေမှာသူတို့ကဒီမှာကိုဝေးတူတူဟာဆိုပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ဒီ mini TV လေးကနေပြတယ်ဗျာအဲ့အချိန်ကြီးတော့ဘာမှမကျင်ညာသေးဘူးဗျာအကုန်လုံးက AC အိမ်နေကြတယ်ကျွန်တော်တို့မအိပ်ဘူးဗျာထိုင်ကြည့်နေတာပေါ့နော်ပြီးမှဒီကျွန်တော် captain ကနေပြီးတော့ announce လုပ်တာပေါ့နော်ကျွန်တော်ဒီရာသီဥတုကြောင့်တက်လို့မရဘူးဆိုပြီးတော့ announce လုပ်တယ် Good morning, Sir Captain speaking. Due to fog Kuwait, we divert now to Doha. Estimating to arrive in Doha, inshallah. Thank you very much for your understanding and have a good day. အဲ့ဒါကျွန်တော်ရာသီဥတုကြောင့်ကျွန်တော်ကိုဝေးမှာလင်းဆင်းလို့မရတဲ့အတွက်ကြောင့်ကျွန်တော်ဒီကတာနိုင်ငံဒိုဟာမြို့ကိုကျွန်တော်ဆင်းလိုက်ရတယ်ပေါ့နော်ဒီ weather ကြောင့်ကျွန်တော်ဆင်းလို့မရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဒိုဟာလေးစိတ်တွေကိုကျွန်တော်ဝင်လို့မရဘူးပေါ့နော်ကျွန်တော်ဒီလေပေါ်မှာပဲကျွန်တော်အချိန်3နာရီလောက်ထိုင်နေရတယ်ဗျာအချိန်3နာရီလောက်ကြာပါတယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့လာကျွေးရတဲ့စားတွေရုပ်ရှင်ကြည့်တယ်အဲ့လိုနဲ့ပဲကျွန်တော်ဒီရာသီဥတုပြန်ကောင်းမဲ့အချိန်ကိုလေပေါ်မှာပဲ3နာရီကျော်4နာရီနီးပါးလောက်ကြာတယ်ဒီကိုကျွန်တော်စောင်းပြီးတော့မှပြန်ပြီးတော့ take off လုပ်တယ်ပေါ့နော်ကျွန်တော်အချိန်ဒီ3-4နာရီလောက်ဆောင်ပြီးတော့မှကျွန်တော်ဒီကတာကနေကူဝိတ်ကိုကျွန်တော်ပြန်ပြီးအောင်မြင်စွာနဲ့အဆင်ပြေပြေနဲ့ဆင်းသက်နိုင်သွားပါတယ်ခင်ဗျာကျွန်တော်အခုဆိုရင်တော့ကျွန်တော်ကူဝိတ်လေးစိတ်ကိုရောက်ပြီးကျွန်တော်ပြဿနာမပြီးသေးဘူးဗျာသူတို့ကျွန်တော်တို့ဘာ information မှမပေးဘူးမပေးတော့ကျွန်တော်က transit စီဖို့အတွက်ကိုနောက်လင်းကျွန်တော်ပြန်ပြောင်းစီဖို့အတွက်ကိုကျွန်တော်ကအချိန်တနာရီပဲရတယ်ဗျာအဲ့တော့ကျွန်တော်လင်းရထွက်သွားပြီလားရှိသေးလားကျွန်တော်မသိဘူးကျွန်တော်လိုင်းပြီးတော့လည်းတယောက်ကဟိုသွားပြောနောက်တယောက်ကဒီကိုသွားပြောအဲ့ဒါနဲ့ကျွန်တော် gate ရှာရင်နဲ့ကျွန်တော်တနာရီလောက်ကြာသွားတယ်ဗျာအဲ့ဒီမှာပဲတကယ်တော့ကျွန်တော်တို့စီရမယ့်လင်းရထွက်သွားတာကြာပြီဗျာကျွန်တော် weather changes ဖြစ်သွားတော့ဒီ flight တွေအကုန်လုံးကပြောင်းကုန်တော့လူတွေလည်းအပြည့်ပဲဗျာအကုန်လုံးဒုက္ခရောက်သွားတယ်ဗျာပြီးတော့ကျွန်တော်ကိုစီရမယ့် gate ကိုမနေ့ပြန်လိုက်ရှာတယ်ကျွန်တော် gate ဘောက်ကိုရှာနေနေပဲကျွန်တော်တော်တော်ချိန်ကုန်သွားတယ်ပေါ့နော်နောက်ဆုံးမှာတော့ကျွန်တော်ပြန်စီးရမယ်ကျွန်တော်ဒူဘိုင်းကိုပြန်စီးရမယ် gate ကိုကျွန်တော်ရှာတွေ့ပါတယ်ခင်ဗျာကဲကျွန်တော်ပြန်စီးရမယ့် gate လည်းရှာတွေ့ပြီဆိုတော့ကျွန်တော် washroom နဲ့ဝင်ပြီးတော့ကျွန်တော်မျက်နှာတွေပါတက်လိုက်ပါတယ်ခင်ဗျာကျွန်တော်နောက်လင်းပြန်စီးဖို့တော့နောက်2နာရီလောက်ထပ်ကြအောင်မှာဆိုတော့ကျွန်တော်ဒီမှာပဲထိုးတွေပါချပြီးတော့ကိုဝေးလေးစိတ်ထဲမှာပဲကျွန်တော်ခဏအနာယူလိုက်တယ်ပေါ့နော်ကဲကျွန်တော်အခုဆိုရင်တော့ကျွန်တော်ကိုဝေးကနေပြီးတော့ဒူဘိုင်းကိုပြန်စီးရမယ်လင်းပေါ်ကျွန်တော်သွားနေပါပြီခင်ဗျာ
ပြောကျွန်တော်လင်းမော်ရောက်တဲ့အထိလည်းကျွန်တော်အဆင်မပြေသေးပါဘူးခင်ဗျာကျွန်တော်လင်းမော်မှာပဲဒီ position တူရဲ့ဒီ key ဆောင်အိတ်က luggage ကပါမလာဘူးပေါ့နော်ပါမလာနဲ့သူတို့အဲ့ဒါကိုရှာတာနဲ့တင်ပဲကျွန်တော်လင်းမော်မှာ1နာရီခွဲ2နာရီလောက်ထပ်ကြာသွားတယ်ဗျာကျွန်တော်စိတ်တွေဒီ weather changes ဖြစ်သွားတယ်ပေါ့မှာ flight တွေအပြောင်းလဲတွေဖြစ်ပြီးတော့ luggage ကကျွန်တော်စိတ်တွေဒီဘန်ကောက်မှာပဲချန်ခဲ့လို့ကျွန်တော်ထင်နေပေါ့နော်အဲ့ဒါနဲ့အဲ့ဒီဟာကိုပြန်စောင့်နေနေပဲကျွန်တော်တော်တော်ကြာသွားတယ်လင်းမော်မှာပဲထပ်ပြီးတော့ Pulling the loose end of the strap. To release, lift. ကဲကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်ကိုဝေးကနေပြီးတော့ဒူဘိုင်းကိုထွက်ခွာပါပြီခင်ဗျာကျွန်တော်ကိုဝေးမြို့မြင်ရတဲ့ view လည်းတော်တော်လေးလာပါတယ်ခင်ဗျာကျွန်တော်ဒါတော့လင်းကိုကြာစီစဉ်ဒုက္ခတွေရောက်နေလို့စိတ်ညစ်နေတဲ့ရုပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်လာကြွေးတာထပ်စားတယ်ထပ်စားပြီးတော့ကျွန်တော်ရုပ်ရှင်ကြည့်တယ်ရုပ်ရှင်ကြည့်နေနေဒီ Windows CF view ကိုကျွန်တော်ကြည့်နေနေဒူဘိုင်းကိုတွားလိုက်ပါဦးမယ်ခင်ဗျာကဲကျွန်တော်ဒူဘိုင်းကိုရောက်တော့ပါမယ်ခင်ဗျာကျွန်တော်ခဏနေတော့လင်းစင်းတော့ပဲပေါ့နော်ဒါကတော့ကျွန်တော်ဒူဘိုင်းမြို့ရဲ့ညအလှမြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုဆိုရင်တော့ဒူဘိုင်းလေးစီကိုရောက်ပါပြီခင်ဗျာဒါပေမဲ့ကျွန်တော်ရဲ့ပြဿနာတွေပွဲတွေကမပြီးသေးပါဘူးခင်ဗျာကျွန်တော်ရဲ့ luggage ကပါမလာဘူးပေါ့နော်ကျွန်တော်ရဲ့ luggage ကိုမိနစ်20လောက်ကျွန်တော်လိုက်ရှာတယ်မတွေ့ဘူးပေါ့နော်မတွေ့တော့ကျွန်တော် security တယောက်ကိုမေးတော့သူတို့ကဒီ luggage ပျောက်သွားတယ်ဆိုရင်ဒီ package information counter ကိုတွားပေါ့နော်တွားပြီးတော့မှ complain လုပ်ပေါ့နော် complain လုပ်သူတို့ကကျွန်တော်တို့ဒီ service တွေပေးလိမ့်မယ်အဲ့ဒီမှာကိုယ့်ရဲ့နေရာလိပ်ဘယ်မှာနေမဲ့လိပ်စာတွေပြီးကျွန်တော် email address တွေထည့်ရတယ်ပြသူတို့ကမေးလိမ့်မယ်နောက်တစ်နိုင်လောက်ထပ်ဆောင်ချင်လားမဆောင်ချင်ဘူးဆိုရင်နောက်နေ့ကြာရင်အိမ်နိုင်ရောက်သူတို့ airline ကလာပို့ပေးမယ်ပေါ့နော်ဒီကျွန်တော်လည်းအရန်ပင်ပန်းနေရတယ်ကျွန်တော် luggage ကိုမယူတော့ဘဲနဲ့လာကြွေးတငယ်ချင်းကိုဆောင်ပြီးတော့ကျွန်တော်အိမ်ပြန်ပါပြီခင်ဗျာကျွန်တော်ရဲ့ vlog ကိုအဆုံးတည်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ